အားလုံးပဲမင်္ဂလာပါရှင်နီလာရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်အခုဆိုရင်ကျမတို့ရဲ့တင်ဆက်မှုအသစ်လေးစတင်ဖို့အချိန်ကြာရောက်လို့လာပါပြီမနားဆင်ခင်မှာကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးထားပြီးနောက်ထပ်အသစ်တွေတင်တိုင်းသိရအောင်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေနော်အမှောင်တွေကလက်ပွေရာရန်ကုန်မြို့ရဲ့စင်ကြေဖုံးရက်ကွက်တစ်ခုကဟောင်းသွင်းလာတဲ့တိုက်ခန်းအိုကြီးတစ်ခုထဲမှာစုံထောက်မင်းထက်တယောက်အမှုတွဲဟောင်းတွေကိုစစ်ဆေးနေပါတယ်အပြင်မှာမိုးကတဖွဲဖွဲရွာနေပြီးလေတိုက်တန်ကတရှူးရှူးနဲ့မြည်နေတယ်အဲ့ဒီအချိန်မှာပဲတကားကိုပြင်းပြင်းထန်ထန်လာခောက်တဲ့အတန်ကြောင့်မင်းထက်ရဲ့အတွေးစာတွေပြတ်တောက်သွားရပါတယ်တကားဖွင့်လိုက်တော့မိုးရေထဲမှာရွှဲရွှဲဆိုနေတဲ့အမျိုးသမီးတယောက်တုံတုံရီရီနဲ့ရက်နေတာကိုတွေ့လိုက်ရတယ်သူမဟာမြို့ကနာမည်ကြီးရတနာကုန်သိန်းဦးထွန်းရှိန်ရဲ့သမီးမေသက်ပဲဖြစ်ပါတယ်။သူမပြောပြချက်အရသူမရဲ့ဖခင်ဟာဒီညနေမှာပဲသူ့ရဲ့စာကြည့်ခန်းထဲမှာနက်နက်နဲနဲတေဆုံးနေတာကိုတွေ့ခဲ့ရတာပါ။မင်းထက်အခင်းဖြစ်ပွားရာဦးထွန်းရှိန်ရဲ့အိမ်ကြီးစီကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။အိမ်ထဲရောက်တော့ခြောက်ချားပွေရာတိတ်ဆိတ်မှုကစီးဆိုးနေတယ်။ဦးထွန်းရှိန်ဟာသူ့ရဲ့စာကြည့်စပွဲပေါ်မှာမှောက်လျက်သားတေဆုံးနေပြီးသူ့ရဲ့လက်တစ်ဖက်ကရှေးဟောင်းစာအုပ်စင်စီကိုဥတီနေပါတယ်။စာကြည့်ခန်းတကားကအတွင်းကနေဂျက်ထိုးပိတ်ထားတာမို့ဒါဟာအပြင်လူဝင်လာဖို့မဖြစ်နိုင်တဲ့အနေအထားပါ။မင်းထက်ကအခန်းထဲကိုအသေးစိတ်စစ်ဆေးကြည့်တဲ့အခါစပွဲပေါ်မှာဖိတ်စင်နေတဲ့လက်ဖက်ရည်ခွက်ကိုသတိထားမိလိုက်တဲ့ထူးဆန်းတာကအဲ့ဒီလက်ဖက်ရည်ခွက်မှာနှုတ်ခမ်းနေရအဖွေးသားထင်ကျန်နေတာပါပဲ။ဒါပေမဲ့တေဆုံးသူဦးထွန်းရှိန်ကလူပြိုကြီးဖြစ်ပြီးအိမ်မှာလည်းအမျိုးသမီးအစီကံမရှိပါဘူး။မင်းထက်ကအိမ်ရှိလူကုန်ကိုခေါ်ယူမေးမြန်းတဲ့အခါဦးထွန်းရှိန်ရဲ့တူဖြစ်သူနေလင်းနဲ့အိမ်စီကိုဘုံတို့ကိုတွေ့ရပါတယ်။နေလင်းကဦးထွန်းရှိန်ရဲ့အမွေကိုမရမှာစိုးလို့အမြဲစိုးရိမ်နေသူဖြစ်ပြီးကိုဘုံကတော့ဘောင်းကစားကြွေးတွေတင်နေသူပါ။နှစ်ယောက်စလုံးမှာတက်ရမယ့်အကြောင်းပြချက်ရှိနေပေမဲ့အခန်းကအတွင်းကပိတ်ထားတဲ့ပဟေလီကိုသူတို့ဘလို့မှမဖြေရှင်းနိုင်ကြပါဘူးမင်းထက်ကတော့စာအုပ်စင်စီကိုတဖန်ပြန်ကြည့်လိုက်တယ်ဦးထွန်းရှိန်ရဲ့လက်ညှိုးညွှန်ရာစာအုပ်ကတရားမျှတခြင်းဆိုတဲ့စာအုပ်တအုပ်ပါအဲ့ဒီစာအုပ်ကိုဆွဲထုတ်လိုက်တဲ့အခါစာအုပ်စင်နောက်ကလျှို့ဝှက်ကန်တစ်ခုပွင့်ထွက်လာပြီးအထဲမှာအတန်ဖန်းဆက်လေးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်အတန်ဖန်းဆက်ကိုဖွင့်ကြည့်လိုက်တဲ့အခါနေလင်းနဲ့မေသက်တို့နှစ်ယောက်အမွေကိစ္စနဲ့ပတ်သက်ပြီးဦးထွန်းရှိန်ကိုချင်းချောက်နေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။တကယ်တော့မေသက်ဟာမိုးရေထဲမှာရွှဲရွှဲဆိုပြီးလာကူညီတောင်းတာကမင်းထက်ကိုလမ်းကြောင်းလွဲဖို့စူးစမ်းတာပဲဖြစ်ပါတယ်။မင်းထက်ကမေသက်ရဲ့နှုတ်ခမ်းနီရောင်နဲ့လက်ဖက်ရည်ခွက်ပေါ်ကအယောင်ကိုတိုက်စစ်ကြည့်လိုက်တဲ့အခါထပ်တူကျနေတာကိုတွေ့လိုက်ရတယ်။မေသက်ဟာဖခင်ဖြစ်သူကိုအစိတ်ခတ်သက်ပြီးနောက်အခန်းကိုအတွင်းကပိတ်ထားတဲ့အောင်ဖြစ်အောင်သတင်းပေါက်ကနေကျိုးတစ်ချောင်းသုံးပြပြီးဂျက်ထိုးခဲ့တာကိုမင်းထက်ကဖော်ထုတ်နိုင်ခဲ့ပါတယ်။အမှောင်တွေကလက်ပွေရာတွေဟာနောက်ဆုံးမှာတော့မီးမောင်းထိုးပြသလိုထင်ရှားသွားပြီးတရားခံကိုဖမ်းဆီးနိုင်ခဲ့ပါတော့တယ်။မေသက်ကိုရဲစခန်းစီခေါ်ဆောင်သွားဖို့ပြင်ဆင်နေတော့မှပဲစုံထောက်မင်းထက်ရဲ့စိတ်ထဲမှာတခုခုလွဲချော်နေသလိုခံစားလိုက်ရပါတယ်။သူဟာအတန်ဖန်းဆက်လေးကိုပြန်ဖွင့်ပြီးအတန်တွေကိုအကြိမ်ကြိမ်အာယုံစိုက်နားထောင်ကြည့်တယ်။အတန်ထဲမှာနေလင်းနဲ့မေသက်တို့ရဲ့အငင်းပွားတန်တွေအပြင်နောက်ထပ်တိမ်မွေးတဲ့အတန်တန်ပါဝင်နေတာကိုသူသတိထားမိသွားတယ်။အဲ့ဒါကတော့နာရီတစ်လုံးရဲ့စက္ကန့်တန်သွားနေတဲ့တစ်ချက်မြည်တမ်းပါ။ထူးဆန်းတာကဦးထွန်းရှိန်ရဲ့စာကြည့်ခန်းထဲမှာရှိတဲ့နာရီကြီးကပြက်နေတာကြာပါပြီ။ဒါဆိုရင်ဒီအတန်ဖန်းဆက်ထဲကနာရီတန်ကဘယ်ကရောက်လာတာလဲ။မင်းထက်ဟာမေသက်ကိုစိုက်ကြည့်ပြီးအေးဆက်ဆက်လေးတန်နဲ့မေးလိုက်တယ်။မင်းဒီအတန်ဖန်းဆက်ကိုဘယ်နေရာကရတာလဲလို့မေးတော့မေသက်ကတုံတုံရီရီနဲ့အဖြေပေးပါတယ်။သူမဟာအဖေဖြစ်သူသိနေတာကိုတွေးတော့ကြောက်လန့်ပြီးစာအုပ်စင်ကိုမှီလိုက်မိရာကအကန့်ပွင့်သွားပြီးအတန်ဖန်းဆက်ကိုတွေးခဲ့တာပါတဲ့မင်းထက်ကပြုံးလိုက်တယ်။တကယ်တော့ဒီအတန်ဖန်းဆက်ဟာဦးထွန်းရှိန်ထောင်ထားတဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါတယ်။မင်းထက်ဟာအင်စီကိုဘုံကိုခေါ်ယူပြီးသူ့ရဲ့လက်ကောက်ဝတ်ကိုကြည့်လိုက်တဲ့အခါတံမိုးကြီးနာရီတစ်လုံးပတ်ထားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီနာရီရဲ့အတန်ဟာအတန်ဖန်းဆက်သေးကအတန်နဲ့ထပ်တူကျနေပါတယ်။အဖြစ်မှန်ကတော့ကိုဘုံဟာနေလင်းနဲ့မေသက်တို့အမွေကိစ္စညှင်းခုန်နေတာကိုချောင်းမြောင်းနားထောင်ပြီးအတန်ဖန်းထားခဲ့တာပါ။
သူဟာဦးထွန်းရှိန်ကိုအစိတ်ခတ်သက်ပြီးနောက်အပြစ်အားလုံးကိုမေသက်အပေါ်ပုံချဖို့အတွက်လက်ဖက်ရည်ကွက်မှာမေသက်ရဲ့နှက်ခမ်းနီကိုခိုးယူပြီးတမင်တုပ်လိမ့်ခဲ့တာဖြစ်ပါတယ်။မေသက်ဟာအမှန်တကယ်တော့သူမအဖေကိုတတ်ဖို့စိတ်ကူးခဲ့ပေမဲ့လက်တွေ့မှာတော့ကိုဖုံးကလက်ဦးသွားခဲ့တာပါကိုဖုံးဟာလောင်းကစားကြွတွေကြောင့်အိမ်ကရတနာတွေကိုခိုးယူဖို့ကြိုးစားရင်းဦးထွန်းရှိန်ကတည်သွားတဲ့အတွက်လူတက်မှုကျူးလွန်ခဲ့တာဖြစ်ပါတယ်။မင်းထက်ကအခန်းထောင်းကပြက်နေတဲ့နာယီကြီးကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာပျောက်ဆုံးနေတဲ့စိန်လက်စွပ်တွေနဲ့ငွေသားတွေကိုတွေ့လိုက်ရပါတယ်။ကိုဖုံးဟာထွက်ပြေးဖို့ပြင်ဆင်ထားတာပါ။အခုတော့မေသက်ရောကိုဖုံးပါဥပဒေရဲ့လက်ထဲကနေရုံးမထွက်နိုင်တော့ပါဘူး။တယောက်ကလူတက်ဖို့ကြံစီမှုနောက်တစ်ယောက်ကတော့တကယ်လူသက်သမားဖြစ်နေပေါ့မင်းထက်ဟာမိုးဆဲသွားတဲ့ကောင်းကင်ကိုကြည့်ရင်လူတွေရဲ့လောဘဟာအမှောင်ထုထက်ပိုပြီးကြောက်စရာကောင်းကြောင်းတွေးတောရင်းအင်ကြီးတဲကနေထွက်ခွာလာခဲ့ပါတော့တယ်။စုံထောက်မင်းထက်တယောက်အင်ကြီးတဲကနေထွက်ခွာဖို့ပြင်ဆင်နေတော့ခြံဝင်းတကားဝမှာရဲကားတွေနဲ့အတူရောက်လာတာကတော့ရဲအုပ်ဝင်းနိုင်ပါ။ကိုဖုံးကိုလက်ထိတ်ခတ်ပြီးကားပေါ်တင်သွားချိန်မှာမင်းထက်ရဲ့ခြေလမ်းတွေကခြံထဲကရေကန်ဟောင်းကြီးနားမှာရက်တန့်သွားပါတယ်။သူဟာကိုဖုံးရဲ့နာယီတန်ကြောင့်အမှုကိုပိတ်နိုင်ခဲ့ပြီလို့ထင်ခဲ့ပေမဲ့စိတ်ထဲမှာတနည်းနည်းနဲ့ကြံနေတဲ့အချက်တစ်ချက်ရှိနေပါသေးတယ်။အဲ့ဒါကတော့ဦးထွန်းရှိန်တေကန်နီးမှာစုပ်ကင်ထားတဲ့တရားမျှတခြင်းဆိုတဲ့စာအုပ်ရဲ့စာမျက်နှာ69မှာကတ်နေတဲ့သွေးဆက်လေးတစ်ခုပါ။မင်းထက်ကရဲအုပ်ဝင်းနိုင်ကိုတားလိုက်ပြီးအလောင်းကိုပြန်ကြည့်ဖို့တောင်းဆိုပါတယ်။အလောင်းရဲ့လက်သေးကြားမှာအဖြူရောင်အမှုံမွှားလေးတွေကတ်နေတာကိုသူသတိထားမိသွားတယ်။ဒါဟာကိုဖုံးစီမှာရှိတဲ့ပစ္စည်းမဟုတ်သလိုမေသက်စီမှာလည်းမရှိပါဘူး။အဲ့ဒီအချိန်မှာပဲအိမ်ရဲ့အပေါ်ထက်ကနေအတန်တိုးတိုးလေးထွက်လာပါတယ်။မင်းထက်ကတနက်ကိုအသင့်ပြင်ပြီးအပေါ်ထက်ကိုအตาရတက်သွားတဲ့အခါဦးထွန်းရှိန်ရဲ့အိတ်ခမ်းထဲမှာတစုံတစ်ယောက်ကနယံတွေကိုလိုက်ဆန်းနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီလူကတော့အမှုရဲ့အစမှမပါဝင်ခဲ့တဲ့ဦးထွန်းရှိန်ရဲ့ကိုပိုင်ဆရာဝန်ဒေါက်တာစိုးမင်းပဲဖြစ်ပါတယ်။ဒေါက်တာစိုးမင်းကမင်းထက်ကိုမြင်တော့လမ်းဖြတ်သွားပြီးသတင်းပေါက်ကနေခုန်ချဖို့စ조사ပေမဲ့မင်းထက်ကအချိန်မီဖမ်းဆီးနိုင်ခဲ့ပါတယ်။တကယ်တော့ဒီအမှုရဲ့နောက်ွယ်ကတကယ်ကြိုးကင်သူဟာဒေါက်တာစိုးမင်းပါ။သူဟာဦးထွန်းရှိန်ရဲ့ကျန်းမာရေးကိုအကြောင်းပြပြီးနှစ်ရှည်လများဆေးအတုတွေတိုက်ကြွေးကငွေညစ်နေခဲ့တာပါ။ဦးထွန်းရှိန်ကဒါကိုရိပ်မိသွားပြီးဒေါက်တာကိုအေးအေးယူဖို့ပြင်ဆင်တဲ့အခါမှာတော့ဒေါက်တာကကိုဖုံးကိုမြှောက်ပင့်ပေးပြီးလူသက်ခိုင်းခဲ့တာဖြစ်ပါတယ်။ကိုဖုံးကလက်ဦးသွားတာမှန်ပေမဲ့ဒေါက်တာစိုးမင်းကတော့ဦးထွန်းရှိန်သိမ်းဆည်းထားတဲ့သူ့ရဲ့စစ်စစ်ချက်မှတ်တမ်းတွေကိုလာရောက်ဖျောက်ဖျက်တာပဲဖြစ်ပါတယ်။မင်းထက်ကဒေါက်တာစိုးမင်းရဲ့အိတ်ကက်သေးကိုနှိုက်ကြည့်လိုက်တဲ့အခါဦးထွန်းရှိန်ရဲ့လက်ရည်နဲ့ရေးထားတဲ့လျှို့ဝှက်စာတစ်စောင်ကိုတွေ့လိုက်ရတယ်။အဲ့ဒီစာထဲမှာသူ့ကိုတတ်မဲ့သူဟာတယောက်မကပဲသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လောဘသားအားလုံးဖြစ်ကြောင်းရေးသားထားပါတယ်။ဦးထွန်းရှိန်ဟာမိမိတေဆုံးမှာကိုကြိုတင်သိရှိနေပြီးအားလုံးကိုထောင်ချောက်ဆင်သွားခဲ့တာပါ။အခုတော့ကိုဖုံးမေသက်နဲ့ဒေါက်တာစိုးမင်း၃ယောက်စလုံးဟာတယောက်ကိုတယောက်အပြစ်ပုံချရင်းအကျဉ်းထောင်ထဲကိုအတူတူရှောက်လန်းသွားရပါတော့တယ်။မျိုးပြရဲ့မိုးဆက်တွေအောက်မှာမင်းထက်က secret တလိပ်ကိုမြည်ညှိလိုက်ရင်တက်ပြင်းချလိုက်ပါတယ်အမှုကပြီးသွားပြီဆိုပေမဲ့လူတွေရဲ့စိတ်နှလုံးဟာဘလောက်တောင်နည်းနည်းတလဲဆိုတာသူတွေးမရနိုင်အောင်ဖြစ်နေရတယ်တရားမျှတမှုကတော့ရရှိသွားပါပြီဒါပေမဲ့အဲ့ဒီတရားမျှတမှုအတွက်ပေးဆက်လိုက်ရတဲ့တန်ဖိုးကတော့လူအသက်တစ်ချက်နဲ့မိသားစုဝင်တွေရဲ့တစ္ဆာဖောက်မှုတွေပါပဲမင်းထက်ဟာသူ့ရဲ့ရုံးခန်းစီကိုပြန်ဖို့ကားပေါ်တက်လိုက်ရင်နောက်ထပ်ရောက်လာမဲ့ဖုန်းခေါ်ဆိုမှုကိုစောင့်မျှော်နေပါတော့တယ်မင်းထက်ရဲ့ကားဆက်နိုးတန်ဟာတိတ်ဆိတ်တဲ့ညဉ့်ရံမှာဟိန်းထွက်သွားပါတယ်။ဒါပေမဲ့သူကားကီယာထိုးလိုက်စင်မှာပဲသူ့ရဲ့ဖုန်းထဲကိုမက်ဆေ့ချတစ်ခုဝင်လာတဲ့အမည်မသိနံပါတ်တစ်ခုကပို့ထားတာပါ။မင်းထက်မင်းဖမ်းလိုက်တဲ့သူတွေကငါးစာတွေပဲရှိသေးတာငါကြီးကလွတ်နေတော့ပဲအင်ကြီးရဲ့မြေအောက်ခန်းကိုပြန်သွားကြည့်လိုက်ဦး။မင်းထက်မျက်မှောင်ကျုပ်သွားတယ်။သူကားပေါ်ကနေပြန်ဆင်းပြီးချိတ်ပိတ်ထားတဲ့အင်ကြီးတဲကိုတကူတော်ပြန်ဝင်ခဲ့ပါတယ်ရဲတွေကတရားခံတွေကိုခေါ်သွားကြပြီမို့အင်ကြီးကပိုလို့တောင်မှောင်အတိကျနေတယ်သူလက်နှိပ်တမီးကိုထွန်းပြီးမြေအောက်ခန်းစီဆင်းသွားတဲ့ပေကားထစ်တွေကိုရှာဖွေခဲ့ပါတယ်မီးဖိုချောင်ကစတိုကန်းဟောင်းတစ်ခုရဲ့ကျမ်းပြင်အောင်မှာဖုံးကွယ်ထားတဲ့လျှို့ဝှက်တကားတစ်ခုကိုသူတွေ့လိုက်ရတယ်
မြေအောက်ခန်းထဲရောက်တဲ့အခါဖုန်နှန်းတွေနဲ့အတူထူးဆန်းတဲ့ဓာတုဈေးနှန်းတစ်ခုကိုမင်းထက်ရလိုက်ပါတယ်။အဲ့ဒီမှာတွေးလိုက်ရတာကတော့ယတနာတွေမဟုတ်ပါဘူး။ခင်မီဆက်သွယ်ရေးစက်ပစ္စည်းတွေနဲ့မြို့ပြရဲ့အရေးကြီးပုံကိုယ်တွေရဲ့ကိုရေးရာဇဝင်မှတ်တမ်းတွေပါ။ဦးထွန်းရှိန်ဟာယတနာကုံတီတသက်မဟုတ်ပဲမြို့ရဲ့အာဏာရှိသူတွေကိုငွေညှစ်ပြီးထိန်းချုပ်ထားတဲ့သတင်းမှောင်လောကရဲ့ခေါင်းဆောင်တဦးဖြစ်နေတာကိုမင်းထက်သိလိုက်ရတယ်။ရုတ်တရက်မြေအောက်ခန်းတကားကအပေါ်ကနေဝုန်းကနေပိတ်သွားပါတယ်။အမှောင်ထဲကနေရေတံတိုးတိုးတစ်ခုထွက်လာတယ်။မင်းကအရန်တော်လွန်းနေမင်းထက်ဒါပေမဲ့တော်လွန်းတဲ့သူတွေကအသက်မရှိတတ်ကြဘူး။အဲ့ဒီအတန်ကတော့ရဲအုပ်ဝင်းနိုင်ရဲ့အတန်ပါမင်းထက်အံ့ဩသွားပေမဲ့စိတ်ကိုချက်ချင်းထိန်းလိုက်ပါတယ်။ရဲအုပ်ဝင်းနိုင်ဟာဦးထွန်းရှိန်ရဲ့တပည့်ရင်းဖြစ်နေပြီးအခုတော့အမှုတွဲတွေကိုဖျောက်ဖျက်ဖို့နဲ့တက်သေးဖြစ်တဲ့မင်းထက်ကိုရှင်းလင်းဖို့ရောက်လာတာပါ။မင်းထက်ကအမှောင်ထဲမှာဓမီကိုပိတ်လိုက်ပြီးစင်တစ်ခုရဲ့နောက်ကိုအตาအရာလှိမ့်ဝင်လိုက်ပါတယ်။ဝင်းနိုင်မင်းဒီလိုလုပ်လို့လွတ်မယ်ထင်နေတာလားငါဒီကိုမလာခင်ငါရုံးခန်းကလူတွေကိုအကြောင်းကြားခဲ့ပြီးပြီလို့မင်းထက်ကအမှောင်ထဲကနေလှမ်းအော်ပြောလိုက်တယ်။တကယ်တော့ဒါဟာမင်းထက်ရဲ့လှဲ့ကွက်တစ်ခုပါသူဘသူကိုမှအကြောင်းမကြားခဲ့မိပါဘူးဝင်းနိုင်ကတနက်နဲ့လမ်းသလားရင်ရန်တမ်းပစ်ခတ်နေပါတယ်မြေအောက်ခန်းထဲမှာတနက်တန်တွေတတိုင်းတိုင်းနဲ့ဆူညံသွားတယ်မင်းထက်ကအနီးနားကဓာတုဆေးဘူးတစ်ခုကိုယူပြီးဝင်းနိုင်ရှိရာဘက်ကိုလွှင့်ပစ်လိုက်တယ်ဝင်းနိုင်ကအလန့်တကြားနဲ့အဲ့ဒီဘက်ကိုလှည့်ပစ်တဲ့အချိန်မှာမင်းထက်ကနောက်ကနေခုံအုပ်ပြီးဝင်းနိုင်ကိုလုံးထွေးတက်ပုတ်ပါတော့တယ်အားချင်းရှင်ပြိုင်ရင်းနဲ့မင်းထက်ကဝင်းနိုင်ရဲ့လက်ထဲကတနက်ကိုကန်ထုတ်လိုက်နိုင်ပါတယ်။အချိန်တော်ကြာလုံးထွေးပြီးနောက်မှာတော့မင်းထက်ကဝင်းနိုင်ကိုချုပ်နှောင်နိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ပြင်ဘက်မှာရဲအော်တန်တွေတကယ်ပဲကြားလိုက်ရပါတယ်။မင်းထက်ရဲ့လုပ်ဖို့ကင်ဘက်တွေဟာမင်းထက်နောက်ကျနေတာကိုစိုးရိမ်ပြီးလိုက်လာကြတာပါ။မိုးလင်းခါနီးချိန်မှာတော့အမှုဟာတကယ်ကိုအဆုံးသတ်သွားပါပြီ။ဦးထွန်းရှိန်တိဆောက်ထားတဲ့အမှောင်လောကအင်ပါယာကြီးပြိုလဲသွားသလိုရဲတပ်ဖွဲ့တွေကတစ္ဆာဖောက်ဝင်းနိုင်လဲအဖမ်းခံလိုက်ရပါပြီ။မင်းထက်ကတော့သွေးဆိုးနေတဲ့သူ့ရဲ့လက်ကိုကြည့်ရင်မြို့ပြရဲ့မနက်ခင်းလေအေးကိုဝါဝလင်လင်ရှူလိုက်ပါတယ်။လူသက်သမားကိုဖမ်းရတာထက်မိတ်ဆွေရောင်ဆောင်ထားတဲ့ရန်သူကိုဖော်ထုတ်ရတာကပိုပြီးပင်ပန်းကြောင်းမင်းထက်နားလည်သွားခဲ့ပါတယ်။သူဟာသူ့ရဲ့ကုတ်အင်ကြီးကိုပြန်ပြင်ဝှေ့ရင်းလူအုပ်ကြားထဲတိတ်ဆိတ်စွာတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်။မင်းထက်အိမ်ပြန်ရောက်ပြီးရေမိုးချိုးကနားနားနေရှိသေးတယ်။သူ့အိမ်ရှိကစားတိုက်ပုံးထဲမှာစားအိတ်ဖြူလေးတအိတ်ရောက်နေတာကိုတွေးလိုက်ရပြန်တယ်။စားအိတ်ပေါ်မှာဘသူနာမည်မှမပါဘူး။အထဲမှာတော့သတင်းစာဖြတ်ပိုင်းတစ်ခုနဲ့အတူသွေးကွက်အချောက်တစ်ခုပေးကျန်နေတဲ့ကပ်ပြားလေးတစ်ချက်ပဲပါပါတယ်။သတင်းစာဖြတ်ပိုင်းကတော့လွန်ခဲ့တဲ့10နှစ်ကရန်ကုန်မြစ်ထဲမှာတင်မောတစီပောက်ကွဲနှိမ့်မြုပ်ခဲ့တဲ့သတင်းပါ။အဲ့ဒီပောက်ကွဲမှုမှာတေဆုံးသွားသူစရင်ထဲမှာမင်းထက်ရဲ့အဖေဖြစ်သူစုံထောက်ကြီးဦးမင်းညိုရဲ့နာမည်ကအနီရောင်နဲ့ဝိုင်းထားတဲ့မင်းထက်ရဲ့ရင်ထဲမှာဒေါသနဲ့တီးကျင်စိတ်တွေကြပြိုင်နက်ထဲထွက်ပေါ်လာတယ်။သူ့ဖေတေဆုံးမှုဟာမတော်တဆမှုလို့ပဲအားလုံးကသတ်မှတ်ခဲ့ကြတာပါအခုဒီစာကိုပို့တဲ့သူကဘာကိုဆိုလိုချင်တာလဲ။စာအိတ်ထဲမှာပါတဲ့နောက်ထပ်စာတိုလေးတစ်စောင်ကတော့ဦးထွန်းရှိန်ကအစပဲရှိသေးတယ်မင်းဖေကိုတတ်တဲ့သူကအခုထက်ထိမင်းနဲ့အနီးဆုံးမှာရှိနေတုံးပဲတဲ့မင်းထက်ဟာချက်ချင်းပဲသူ့ရဲ့ဖိုင်ဟောင်းတွေတင်ထားတဲ့ဗီဒီယိုကိုဖွင့်လိုက်တယ်ဦးထွန်းရှိန်ရဲ့မြေအောက်ခန်းကနေသူတင်ဆေးလာခဲ့တဲ့မှတ်တမ်းတွဲတွေထဲမှာသူ့ဖေရဲ့အမှုတွဲရှိမလားဆိုပြီးအသေးအတန်ရှာဖွေပါတော့တယ်မှတ်တမ်းတွေထဲမှာစီမံကိန်းကဆိုတဲ့ခေါင်းစဉ်နဲ့ဖိုင်တစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီဖိုင်ထဲမှာမြို့ကထိတ်တန်းအရာရှိကြီးတွေနဲ့လုပ်ငန်းရှင်ကြီးတွေရဲ့လက်မှတ်တွေပါဝင်နေပြီးအဲ့ဒီအထဲမှာအခုလက်ရှိရဲချုပ်ဖြစ်နေတဲ့ဦးအောင်ကျော်ရဲ့လက်မှတ်ကိုလည်းမြင်လိုက်ရတယ်။မင်းထက်သွေးအေးသွားတယ်သူခုနလေးတင်အမှုအပ်ခဲ့တဲ့ရဲချုပ်ဟာသူ့ဖေတေဆုံးမှုနဲ့ပတ်သက်နေတာလားအဲ့ဒီအချိန်မှာပဲသူ့အိမ်ရှိမှာကားတစ်စီးထိုးရက်လိုက်တဲ့အတန်ကြားလိုက်ရတယ်။မင်းထက်ကပဒင်းပေါက်ကနေချောင်းကြည့်လိုက်တော့ရဲချုပ်ရဲ့ကိုရန်တော်တွေဖြစ်နေတာကိုတွေးလိုက်ရပါတယ်။သူတို့တွေဟာတနက်တွေကိုစီနဲ့မင်းထက်ရဲ့အိမ်ထဲကိုဝင်လာဖို့ပြင်နေကြပြီ။မင်းထက်ဟာအချိန်မဆိုင်ပဲသူ့ရဲ့လှို့ဝှက်မှတ်တမ်းဖိုင်ကိုကြောပိုးအိတ်ထဲထည့်လိုက်ပြီးအိမ်နောက်ဖေးပဒင်းပေါက်ကနေခုန်ချထွက်ပြေးခဲ့ပါတယ်။အခုတော့သူဟာစုံထောက်တယောက်မဟုတ်တော့ပဲအစိုးရနဲ့ရဲတပ်ဖွဲ့က
လိုက်လံဖမ်းဆီးခြင်းခံရတဲ့ဝရမ်းပြေးတယောက်ဖြစ်သွားပါပြီ။မိုးကပြန်ပြီးသေးထန်စွာရွာချလာတယ်။မင်းထက်ဟာမှောင်မိုက်နေတဲ့လမ်းကြားတွေထဲမှာပြေးလွှားရင်းသူ့ဖေရဲ့သေဆုံးမှုအတွက်လက်စားချေဖို့နဲ့အမှန်တရားကိုဖော်ထုတ်ဖို့ကြိမ်ဆိုလိုက်ပါတယ်။သူ့ကိုဘသူကကူညီမှလဲဘသူကိုယုံကြည်ရမလဲဆိုတာမသိတော့တဲ့အခြေအနေမှာမင်းထက်ဟာမြို့ပြင်ကတင်ချိုင်းဟောင်းတစ်ခုစီကိုဥတီသွားခဲ့ပါတယ်။အဲ့ဒီမှာသူ့ဖေရဲ့လျှို့ဝှက်သတင်းပေးဟောင်းတစ်ယောက်ရှိနေမယ်လို့သူမျှော်လင့်ထားပါတယ်။ဒါဟာပုံမူကြီးမားပြီးနည်းနည်းတဲ့နိုင်ငံတော်အဆင့်လျှို့ဝှက်ချက်တွေစီကိုလမ်းညွှန်နေတဲ့အစပြုမှုပဲဖြစ်ပါတော့တယ်။တင်ချိုင်းဟောင်းရဲ့တိတ်ဆိတ်မှုဟာမိုးတန်လေတန်တွေကြားမှာပိုပြီးတော့ခြောက်ခြားစရာကောင်းနေပါတယ်။မင်းထက်ဟာရွှွတ်နွန်တွေကြားမှာခက်ခက်ခဲခဲရှောက်လန်းရင်းတင်ချိုင်းဆောင်တဲလေးစီကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာရှိနေတာကတော့အသက်80ကျော်အရွယ်ဦးလေးဖြူလို့လူသိများတဲ့သူ့ဖေရဲ့တစ္ဆာရှိသတင်းပေးဟောင်းကြီးပါ။ဦးလေးဖြူကမင်းထက်ကိုမြင်တာနဲ့အခြေအနေကိုရိပ်မိပုံရပါတယ်။သူကဘာမှမမေးပဲမင်းထက်ကိုတဲတဲခေါ်ပြီးရေနွေးချမ်းတစ်ခွက်တိုက်လိုက်တယ်။မင်းဖေတုံးကလည်းဒီလိုပဲတညမှာငါစီရောက်လာခဲ့ဘူးတယ်။မင်းထက်လို့အတန်တုံတုံနဲ့ပြောပြပါတယ်။ဦးလေးဖြူရဲ့ပြောပြချက်အရအဖေဖြစ်သူဦးမင်းညိုဟာတင်မောပေါက်ကွဲမှုမတိုင်ခင်မှာစီမံကိန်းခေတ်ဆိုတာနိုင်ငံသားကိုတရားမဝင်ကြောက်မြက်တွေနဲ့ရှေးဟောင်းပစ္စည်းတွေမှောင်ခိုထုတ်နေတဲ့လမ်းကြောင်းကြီးမှန်းတည်သွားခဲ့တာပါ။အဲ့ဒီလမ်းကြောင်းကိုအကာအကွယ်ပေးထားတာကတော့အခုလက်ရှိရဲချုပ်ဦးအောင်ကျော်နဲ့အပေါင်းပါတစုပါပဲ။အဲ့ဒီအချိန်မှာပဲတင်းချိုင်းဝင်းတွေကိုကားမီးရောင်တွေထိုးဝင်လာပါတယ်။ရဲချုပ်ရဲ့လူတွေဟာမင်းထက်ရဲ့ဖုံးစစ်ကနေကိုခြေရာခံပြီးလိုက်လာတာဖြစ်ရမယ်။မင်းသွားတော့မင်းထက်ဒါကိုယူသွားမဆိုပြီးဦးလေးဖြူကဖုံတွေပေးနေတဲ့တန်တစ်တာလေးတစ်လုံးကိုထုတ်ပေးလိုက်တဲ့မင်းထက်ဟာတစ်တာကိုကြောပိုးအိတ်ထဲထည့်ပြီးတဲအနောက်ဘက်ကတောအုပ်ထဲကိုပြေးဝင်ခဲ့ပါတယ်။နောက်ကနေတနက်တန်တွေတတိုင်းတိုင်းနဲ့ကြားနေရပေမဲ့သူနောက်လည်းမကြည့်တော့ပါဘူး။မင်းထက်ဟာမြို့ထဲကိုတိတ်တဆိတ်ပြန်ဝင်လာပြီးလူသူမရှိတဲ့အင်တာနက်ကဖေးတစ်ခုမှာတန်တစ်တာလေးကိုဖွင့်ကြည့်လိုက်ပါတယ်။အထဲမှာရှိနေတာကတော့ပတချောင်းနဲ့ဓာတ်ပုံတစ်ပုံပါ။ဓာတ်ပုံထဲမှာရဲချုပ်ဦးအောင်ကျော်နဲ့အတူရက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတဲ့အခါမင်းထက်ရဲ့နှလုံးခုန်တန်တွေရက်တက်မတက်ဖြစ်သွားရတယ်။အဲ့ဒီလူကတော့အမှုရဲ့အစမှာအသက်ခံလိုက်ရပြီလို့အားလုံးယုံကြည်ထားတဲ့ဦးထွန်းရှိန်ကိုယ်တိုင်ပါပဲ။တကယ်တော့ဦးထွန်းရှိန်ဟာမတည်ခဲ့ပါဘူး။သူဟာသူ့ရဲ့တည်ဆုံမှုကိုအကွက်ချဖန်တီးခဲ့တာဖြစ်ပြီးလူစားထိုးအလောင်းတစ်ခုကိုတုံးခဲ့တာပါ။သူဟာအခုအချိန်မှာနိုင်ငံသားကိုထွက်ပြေးဖို့ပြင်ဆင်နေပြီးစီမံကိန်းခန့်ရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့နိုင်ငံတော်ပိုင်ရတနာတိုက်တွေကိုခိုးထုတ်ဖို့စီစဉ်နေတာဖြစ်ပါတယ်။မင်းထက်ဟာအခုမှအကွက်စုံကိုမြင်လိုက်ရပါတယ်။ရဲချုပ်ကသူ့ကိုဖမ်းဖို့စ조사နေတာကဦးထွန်းရှိန်လွတ်မြောက်ဖို့အချိန်ဆွဲပေးနေတာပါ။မင်းထက်ဟာနောက်ဆုံးလို့မရတော့ပါဘူး။သူဟာအစပရဲကအချက်လက်တွေကိုသတင်းဌာနတွေစီပေးပို့ဖို့ပြင်ဆင်ရင်းနဲ့တစ်ဖက်မှာလည်းဦးထွန်းရှိန်ခိုအောင်နေတဲ့စိတ်ကန်းဟောင်းစီကိုတကူတော်သွားရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့လက်ထဲမှာကြီးစံ6တောင်ပဲပါတဲ့ပစ္စတိုတစ်လက်ပဲရှိပါတယ်။ဒါပေမဲ့သူ့မှာကြောက်ရွံ့စိတ်မရှိတော့ဘူး။အဖေအတွက်အမှန်တရားအတွက်သူဟာအသက်နဲ့ရင်းပြီးဒီကစားပွဲကိုအဆုံးသတ်ရပါတော့မယ်။မိုးကပိုသေးလာပြီးလျှက်စီးတွေလက်နေပါတယ်။မင်းထက်ဟာစိတ်ကန်းကကုံတစ်တာတွေကြားထဲမှာအမှောင်ခိုရင်းရန်သူတွေကိုစောင့်ကြည့်နေပါတယ်။အဝေးမှာတော့တင်မောကြီးတစ်စီးကထွက်ခွာဖို့အချက်ပေးတန်ပြီးနေပါပြီ။စိတ်ကန်းဟောင်းရဲ့ကုံတစ်တာကြီးတွေကြားမှာမိုးရေဆိုရွှဲနေတဲ့မင်းထက်ဟာအသက်ကိုမှန်မှန်ရှူရင်းချောင်းမြောင်းနေပါတယ်။အဝေးကဝါကျင်ကျင်မီးရောင်အောင်မှာလက်နက်ကင်အဆောင်6ယောက်လောက်ကတင်မောအနီးမှာကင်းလှည့်နေကြတယ်။အဲ့ဒီအချိန်မှာပဲကားမေးရောင်တစ်စီးစိတ်ကန်းနဲ့ထိုးရက်လာပြီးကားပေါ်ကနေလူ2ယောက်ဆင်းလာပါတယ်။တစ်ယောက်ကတော့ရဲချုပ်ဦးအောင်ကျော်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ဦးကောင်းကိုဦးထုံနဲ့ငုံထားတဲ့သူဟုတ်ပါတယ်။အသက်ခံရပြီလို့အားလုံးထင်နေတဲ့ဦးထွန်းရှိန်ပါပဲ။အစီအစဉ်အတိုင်းပဲဒီညသင်္ဘောထွက်တာနဲ့မင်းတို့လွတ်ပြီးမင်းထက်ကိုတော့ငါလူတွေအသေးဖမ်းဖို့လိုက်နေတုံးပဲလို့ရဲချုပ်ကအေးဆက်ဆက်ပြောလိုက်ပါတယ်။မင်းထက်ကသူ့ရဲ့ပစ္စတိုကိုတင်းတင်းဆုပ်ကင်လိုက်တယ်သူတို့စီကိုတဲ့တဲ့တိုးဖို့ကမဖြစ်နိုင်ဘူးသူဟာကုံတစ်တာတွေကြားကနေပတ်သွားပြီးစိတ်ကန်းကလျှက်စစ်ဖြစ်တော့တဲ့ခလုတ်ခုံစီကိုတိုးကပ်သွားပါတယ်ခဏအကြာမှာတော့တစိတ်ကန်းလုံးမှောင်အတိကျသွားပါတော့တယ်ဟေ့ဘာဖြစ်တာလဲ
မိကြည့်စမ်းဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူရှုပ်ရှုပ်ထွေးထွေးဖြစ်သွားတဲ့အချိန်မှာမင်းထက်ကအမှောင်ထဲကနေစတင်လှုပ်ရှားပါတော့တယ်။သူဟာတနက်ကိုအသုံးမပြုသေးပဲအနီးဆုံးကအဆောက်နှစ်ယောက်ကိုလက်ပူဆွဲကငြိမ်သက်အောင်လုပ်လိုက်ပါတယ်။ပြီးနောက်သူတို့စီကလက်ပစ်ပုံးတစ်လုံးကိုယူလိုက်တယ်။မင်းထက်ကဦးထွန်းရှိန်တို့ရှိရာဘက်ကိုဦးတည်ပြီးဦးအောင်ကျော်ခင်ဗျားတို့ပွဲသိမ်းပြီလို့အော်ဟစ်လိုက်ရင်တနက်ကိုကောင်းကင်ပေါ်ထောင်ပစ်လိုက်ပါတယ်ရဲကျုပ်ရဲ့လူတွေကမင်းထက်ရှိရာဘက်ကိုရန်တမ်းပစ်ခတ်ကြတယ်မင်းထက်ကအကာအကွယ်နောက်ကနေအသင့်ပါလာတဲ့အထဲကအချက်လက်တွေကိုသူ့ရဲ့လက်ကင်ဖုံးကနေတဆင့်လူမှုကွန်ရက်နဲ့သတင်းဌာနတွေစီလွှင့်ပြီးတင်လိုက်ပါတော့တယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဒါဟာရဲကျုပ်နဲ့ဦးထွန်းရှိန်တို့ရဲ့အဂတိလိုက်စားမှုတပ်တွေတွေပဲလို့သူကအော်ပြောလိုက်တဲ့အခါရဲကျုပ်ရဲ့မျက်နှာပြတ်သွားပါတယ်။အချက်လက်တွေကအွန်လိုင်းပေါ်ရောက်သွားပြီမို့သူတို့ဘလို့မှဖျောက်ဖျက်လို့မရတော့ပါဘူး။ဒေါသထွက်သွားတဲ့ရဲကျုပ်ကဦးထွန်းရှိန်ကိုကြည့်ပြီးမင်းကြောင့်အားလုံးပျက်စီးကုန်ပြီလို့အော်ရင်းဦးထွန်းရှိန်ကိုတနက်နဲ့ပစ်ဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာပဲမင်းထက်ကဂျားရဲကနေဝင်ပစ်လိုက်ရာရဲကျုပ်ရဲ့ပခုံးကိုထိမှန်သွားပါတယ်။အဆောင်တွေကမင်းထက်ကိုဝိုင်းပစ်ကြချိန်မှာမင်းထက်ဟာလက်ပစ်ပုံးကိုစိတ်ကန်းကစီပေနေတဲ့နေရာတစ်ခုစီလွှင့်ပစ်လိုက်ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုကြီးနဲ့အတူမီးဟုံးဟုံးတောက်သွားပြီးစိတ်ကန်းတစ်ခုလုံးလင်းထိန်သွားပါတယ်။မင်းထက်ဟာပောက်ကွဲမှုအရှိန်ကြောင့်ရစ်စင်သွားပေမဲ့အာတင်းပြီးပြန်ထလိုက်တယ်။ရဲကျုံနဲ့ဦးထွန်းရှိန်တို့ဟာဒဏ်ရာကိုစီနဲ့ထွက်ပြေးဖို့စ조사နေကြပါတယ်။ဒါပေမဲ့အဝေးကနေရဲအိုးတန်တွေတဖြည်းဖြည်းနီးကပ်လာတာကိုကြားလိုက်ရတယ်။ဒါဟာရဲကျုပ်စေလွတ်တဲ့လူယုံတွေမဟုတ်ပဲမင်းထက်လက်လွှင့်လိုက်တဲ့အထောက်ထားတွေကြောင့်အထက်ကစေလွတ်လိုက်တဲ့အထူးစုံစမ်းရေးအဖွဲ့တွေပဲဖြစ်ပါတယ်။မိုးတဖြည်းဖြည်းဆဲလာတဲ့မနက်ခင်းမှာတော့ရဲကျုပ်ဦးအောင်ကျော်နဲ့ဦးထွန်းရှိန်တို့ဟာလက်ထိတ်ခတ်လျက်သားအဖမ်းခံလိုက်ရပါပြီ။မင်းထက်ဟာသွေးတွေပေးကျန်နေတဲ့သူ့ရဲ့အင်ဂျီလက်စကိုပင့်တင်ရင်အဖေရဲ့ဓာတ်ပုံလေးကိုထုတ်ကြည့်လိုက်ပါတယ်။အဖေကျွန်တော်လုံနိုင်ခဲ့ပြီလို့တိုးတိုးလေးရေရွတ်လိုက်ပါတယ်။အမှုတွဲတွေပြီးဆုံးသွားပေမဲ့မင်းထက်အတွက်တော့ဒါဟာအစပဲရှိပါသေးတယ်။အဂတိလိုက်စားမှုတွေမတရားမှုတွေရှိနေတဲ့၍စုံထောက်မင်းထက်ရဲ့ခြေလမ်းတွေကရက်တက်နေမှာမဟုတ်ပါဘူး။သူဟာလူအုပ်ကြားထဲကိုတိတ်ဆိတ်စွာပြန်လည်ဝင်ရောက်သွားရင်နောက်ထပ်ဗဟေနီးအစ်စ်တွေကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပါတော့တယ်။မင်းထက်ဟာစိတ်ကန်းကနေထွက်လာပြီးရက်သက်တစ်ပတ်အနည်းငယ်အကြာမှာလူမသိသူမသိတိုက်ခန်းလေးတစ်ခုမှာအခြေချနေထိုင်ခဲ့ပါတယ်။မြို့ပြကြီးကတော့ပုံမှန်အတိုင်းလဲပတ်နေပြီးရဲကျုံနဲ့ဦးထွန်းရှိန်တို့အဖမ်းခံရတဲ့သတင်းစာမျက်နှာဖုံးတွေမှာတဖြည်းဖြည်းမှိမ့်မိန်လာခဲ့ပါပြီ။ဒါပေမဲ့မင်းထက်ရဲ့စိတ်ထဲမှာတော့မပြီးပြတ်သေးတဲ့ခံစားချက်တစ်ခုကခြောက်လန့်နေတော့မှာပဲ။တညမှာတော့မင်းထက်ရဲ့တကားအောက်ကနေစာအိတ်အမဲလေးတစ်အိတ်ရှိုးဝင်လာပြန်ပါတယ်အထဲမှာဘာသာသားမှမပါပဲကြားတစ်ခေါင်းတစ်စိတ်ရိုက်နှိပ်ထားတဲ့ရှေးဟောင်းရွှေတင်းကားပြားတစ်ပြားပဲပါဝင်ပါတယ်မင်းထက်အသက်ရှူရမတက်ဖြစ်သွားရတယ်အဲ့ဒီတစ်စိတ်ဟာသူ့အဖေဦးမင်းညိုနောက်ဆုံးစုံစမ်းနေခဲ့တဲ့ကွန်ရက်69 network 69ဆိုတဲ့အာရှတလွားကလျှို့ဝှက်ရာဇဝတ်ကိုင်းကြီးရဲ့အမှတ်အသားဖြစ်နေလို့ပါဒီတင်းကားပြားဟာဦးထွန်းရှိန်တို့ထက်ပုံမိုကြီးမားတဲ့အမှောင်လောကသားတွေကသူ့ကိုသတိပေးလိုက်တာဖြစ်မှန်မင်းထက်ရိပ်မိလိုက်ပါတယ်မင်းထက်ဟာသူ့ရဲ့နေရန်မှာချိတ်ထားတဲ့အမှုတွဲမြေပုံကိုပြန်ကြည့်လိုက်တယ်ရဲကျုံနဲ့ဦးထွန်းရှိန်တို့ဟာဒီကိုင်းကြီးရဲ့အခြေခံအဆင့်နေရုပ်တွေသာဖြစ်ပြီးတကယ်ဘရင်ကတော့အခုထိမြူကိုးတွေကြားမှာပုံကွယ်နေတော့မှာပဲမင်းထက်ဟာသူ့ရဲ့အထုပ်ကိုးတွေကိုပြင်ဆင်လိုက်ပါတယ်ဒီတစ်ခါတော့သူဟာရန်ကုန်မြို့မှာပဲစောင့်နေလို့မရတော့ပါဘူးဒီတင်းကားပြားထွက်ပေါ်လာရာအရက်ကမြန်မာထိုင်းနယ်စပ်ကရွှေတရိကန်ဒေသစီကိုဦးတည်နေပါတယ်သူဟာအစိုးရခွင့်ပြုချက်မပါတဲ့ဘသူအကူအညီမှမပါတဲ့အမောင်စုံထောက် Shadow Detective ဘဝနဲ့ဒီခရီးကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူ့ရဲ့တိုက်ခန်းလေးထဲကနေမထွက်ခွာခင်မင်းထက်ဟာမှန်သေးကသူ့ကိုယ်သူကြည့်လိုက်တဲ့သူ့မျက်လုံးတွေထဲမှာအရင်ကထက်ပိုမိုပြတ်သားတဲ့အယောင်တွေတောက်ပနေပါတယ်။ကစားပွဲကအခုမှအစပဲရှိသေးတယ်လို့သူကတိုးတိုးလေးရေရွတ်ရင်းအမှောင်ထုတဲကိုတိုးဝင်ပြောက်ကွယ်သွားပါတော့တယ်။လမ်းမပေါ်မှာတော့မိုးဖွဲဖွဲလေးတွေပြန်ကျလာပြန်ပါတယ်။မင်းထက်ကကားကိတ်စီကိုဥတီနေတဲ့လမ်းတစ်လျှောက်မှာသူ့နောက်ကနေအရေးတစ်ခုထက်ချက်မကွာလိုက်နေတာကိုသတိထားမိလိုက်ပေမဲ့သူမလှည့်ကြည့်ခဲ့ပါဘူး။
ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းအဲ့ဒီအရေးကိုအခုပဲထောင်ချောက်ထဲဆွဲခေါ်သွားဖို့ပြင်ဆင်ထားပြီးသားမို့လို့ပါပဲဟုတ်ကဲ့ပါရှင်အမှောင်ထဲကလက်ပွေရအပိုင်းတကူဒီလောက်ပဲရက်ပါစေအပိုင်းနှစ်ကိုလည်းစောင့်မျှော်အားပေးကြပါဦးနော်ဒီဇလန်းကိုအချိန်ပေးနားထောင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲဘေးအန္တရာယ်ကင်းဝေးပြီးကောင်းသောညလေးဖြစ်ပါစေကျေးဇူးအများကြီးတင်ပါတယ်ရှင်